ပါမျိုးစားတော့တော်တော်လေးစုံပါတယ်ဒီအဲ့ဒီမှာအလောက်လေးပါလေးစိုက်လို့ရတာပေါ့ဒီပါတော့ရောပြီးမရွေးစိုက်လို့ရတယ်ဆိုတော့လေဆက်ဆက်ပြောပါဆိုတော့မဆိုးပဲပြောမှာပေါ့နော်ကျွန်တော်ထုတ်တာဘယ်လောက်ရှိတယ်ဆိုတော့ဖောက်ကြည့်ကြည့်အောင်ဖောက်လိုက်ကြည့်အောင်တော့ထုတ်တာဘယ်လောက်ရှိတယ်အဲ့တော့တော်တော်လေးပါတယ်ဟုတ်တယ်တော့လေဟာအဲ့တော့ကြည့်အထုတ်လေကတော့အဲ့ထံမှာပါတဲ့အထုတ်လေတော့သေးလေးပဲဆိုတော့ဟာဒီမှာအဲ့တော့ဒီထဲမှာဆက်ရှင်ပြတာပါတော့ဒီထဲမှာပန်းမျိုးစေရတော့ဒီထဲမှာဆက်ရှင်ပြတာပါတယ်ဆိုတော့လေအစုံပဲရောထားရဆိုတော့သူကပန်းဆက်ရှင်ပြတာပွင့်မယ်ဆိုတော့လေခဏနေရမှာတော့ငယ်နေမလားမသိဘူးဒါပန်းစိတ်တော့ပန်းပွင့်လာတော့ဘယ်လိုနေမလဲဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့ဒါတော့ထုတ်လေတော့ထုတ်တယ်မှာတော့ပန်းမျိုးစေရအများကြီးရှိတယ်ကဲဒီပန်းလေးကိုကျွန်တော်သွားဆက်ပြပါ let's go 是的，雷天嘛，哎呀，把music 里不？对了，比如说那里玩的时候，那里谁比较好的？အခုတော့ကျွန်တော်ရေပြန်ထားတဲ့အခြေအနေလေးပေါ့ဒီကြီးမှဆူဆူလေးဖြစ်နေပြီဆိုတော့လေကော်လို့ဆက်လို့ဖြစ်ပြီးပါတော့နည်းနည်းလေးတော့နောက်တရင်းနေလောက်ဆိုရင်ဒီအသေးလေးရောပြည့်ချင်းအညောက်တွေပဲထွက်လာပြီးတော့လေဒီလေးကြီးလာမှာပါပွဲလာတော့အញ្ញမ်းမြက်တယ်တလားလောက်ဆိုတော့ပါတော့ပွိတ်ပြီပေါ့နော်သူကဆက်လောက်ရောက်ပြီလို့သူကစိုက်လို့ရတဲ့ဘာမှပြည့်တဲ့အတွက်ဆိုတော့ဒီပါတော့အထုတ်တဲ့မှာတော့ပုံထမ်းမှာတော့ပြတ်တာတော်တော်လောက်ပါတယ်ကဲလူချေတော့ဒီပါလူချေတော့ကျွန်တော်ရှိမှလာပြီးတော့လာမယူလို့ရပါတယ်ကျွန်တော်ရဲ့ဒီကွန်မန့်လေးမှာလာမယူတော့လေလူချေရဲ့ပါကိုလေကျွန်တော်ဗန်နီယာမဆိုပို့ပြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကြည့်ပေးရတဲ့